皆さんこんにちは。နံပါတ်5မှာဆိုလို့ရှိရင်ဥမိုနာရိုဒိုဆိုင်ကိုင်တော့ဒီအဓိကကျတဲ့လုပ်ငန်းခွင်ဘေးရန်ရဲ့အကြောင်းမှုတွေရဲ့ဟီယာရီဟတ်တိုနော်ဒီဟီယာရီဟတ်တိုရဲ့တဲ့ဒီဖြစ်ခါနေဆဲဆဲဒီအခြေအနေရဲ့ပေါ့နော်ဂျီရိတ်တော့ဒီဥပမာတွေနဲ့ဆိုင်ကိုင်တော့ရောဖို့အန္တရာယ်တွေကိုကြိုတင်ကာကွယ်ခြင်းနံပါတ်1ကဘာလဲဆိုလို့ရှိရင်တန်းတိုးဆိုင်ကိုင်ဒီလဲကြခြင်းအန္တရာယ်ဂျီရိတ်အချီဒီဥပမာနံပါတ်1မှာဆိုလို့ရှိရင်တဲ့တော့ဘာဒီပါမလဲဆိုလို့ရှိရင်ဂျော်ကီယိုဆိုတဲ့ဒီအခြေအနေဘလို့အခြေအနေမှာဖြစ်တယ်ဆိုတဲ့ဟာပါမယ်နောက်တစ်ခုကကျတော့ဂန်အင်းဒီဖြစ်တဲ့အကြောင်းရင်းပါမယ်ထိုက်ဆက်ခုသူကကျတော့ဖြည့်ရှင်းပုံပါမယ်အခုဒီပိုင်းရဲ့ပုံနဲ့စာကကြတော့၈ချက်ရှိတယ်အဲ့၈ချက်ကကြတော့ဒီစာမွေးမှာလည်းအမေးများတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမဖြစ်မနေကြည့်ထားရမယ်နော်ဂျော်ကီယိုသူကကျတော့အခြေအနေတဲ့ဒိုရဲဝိုဒီခွက်တွေကိုတဲ့လျှော့တဲ့မှုတဲ့လက်နဲ့ဖက်နဲ့ကင်ပြီးတော့ကျတော့အာရီတဲ့လမ်းလျှောက်ပြီးအီရိုရှီယိုတို့စတက်တို့ခိုးတို့သူကကျတော့လမ်းလျှောက်ပြီးတော့ကျတော့ရွေလျရမယ်လို့လုပ်တဲ့အခါမှာတဲ့နူရဲတာယူကတဲ့ဒီဆိုနေတဲ့ကျမ်းမြင့်ကြောင်းနဲ့စူပဲတဲ့ချော်ပြီးတော့ကျတော့တန်းတိုးရှိဆိုနီနတ်တာသူကကျတော့ချော်လဲတဲ့ချိန်နေဖြစ်သွားပါတယ်တဲ့ဂန်အင်းဖြစ်တဲ့အကြောင်းရင်းကကျတော့ယူကာနိုမီဇူကိုဒီကျမ်းမြင့်ရဲ့ရေတွေကိုခီချန်တို့တေးတေးချာချာလေးဖူကီတိုတဲ့နခတာသူကမတုတ်ထားခဲ့လို့ပဲဖြစ်ပါတယ်တဲ့ထိုက်ဆက်ကိုဖြည့်ရှင်းပုံကကျတော့ယူကာကဒီကျမ်းမြင့်ကတဲ့နူရဲတဲ့ဤတို့ဘာယူကဒီဆိုနေတဲ့အခြေအနေမှာယူကာနိုမီဇူကိုဒီကျမ်းမြင့်ရဲ့ရေကိုခီချန်တို့ဖူကီတိုတို့သူကတေးတေးချာချာလေးတုတ်ရပါမယ်တဲ့အခုဒီမှာပြပေးထားတဲ့ပုံကကြတော့ဒီတန်းတိုးဆိုင်ကိုင်ဒီလဲကြခြင်းအနေရမှာပါတဲ့ဒီဂျီရွေးနီအရှိရကြတော့ဂျီရွေးအကြီးဒီမှာဆိုလို့ချင်းဂျီရွေးနီဒီဥပမာနံပါတ်1ဂျော်ကီယိုဆိုတဲ့အခြေအနေပန်းကဟိုက်တာဟာကိုဒီပေါင်မုံတွေပါတဲ့ပုံတွေကိုတဲ့ပန်းပါခိုလို့လဲခေါ်တယ်လျှော့တဲ့မိုးချီဒီလက်နှစ်ဖက်နဲ့ကင်ပြီးတော့ကြတော့တရခုနီသူကကျတော့ထရက်ကားတွေစီကိုတဲ့မူခဲတဲ့ဥတီပြီးတော့ကြတော့ထူးရှာကျော်ကိုဒီကားပါကင်ကိုအာရီဒေတာတိုခီဒီလမ်းလျှောက်သွားတဲ့အခါမှာဆိုလို့ရှိရင်စူရိုနီဒီရှောက်လန်းနေမှာတဲ့အိုကာရဲတဲ့ဤတာဒီထားထားတဲ့ခါရာဘာခိုနီဒီပုံးကိုနေကိုစမာဆုခီတိုက်ပြီးတော့ကြတော့သန်းတိုရှိဆိုနီနာတာသူကကျတော့လဲကျသွားတော့မလို့မျိုးဖြစ်သွားပါတယ်တဲ့ဂန်အင်းအကြောင်းရင်းကကြတော့စူရိုနီဒီရှောက်လန်းမှာခါရာဘာခိုကအိုကာရဲတဲ့ဤတာသူကကျတော့ပုံးလို့တွေကိုထားထားလို့ပဲဖြစ်ပါတယ်တဲ့ပန်းပါကိုဒီပေါင်မုံဘုံတွေကိုခါစာနေတဲ့ထပ်ပြီးတော့ကျတော့မိုးသိန်းသားထမယ်ဒီတေဖို့အတွက်ကကြတော့အာရှိမိုတိုကဒီခြေထောက်ရဲ့ပတ်လည်ကိုမြင်းနီခုခတ်တာမြင်ဖို့ခက်ခဲခဲလို့ပဲဖြစ်ပါတယ်တဲ့စူရိုနိုအန်ဆန်ခက်ခုနင်ကဒီရှောက်လန်းရဲ့ဘေးရနေကင်းရှင်းမှုကတဲ့ဂျူးဘွန်တဲ့နခတ်တာဒီမလုံလောက်ခဲ့လို့ဖြစ်ပါတယ်တိုင်းစာခုဖြည့်ရှင်းပုံကကြတော့စာပြောတဲ့ဒီလုပ်ငန်းခွင်မှာစကောင်းမိုနိုတဲ့မိုဒီအသုံးပြုတဲ့အရာပဲဖြစ်ဖြစ်စူရိုနီမိုနိုကိုသူကကြတော့ရှောက်လန်းကဒီအရာတွေကိုလည်းပဲတဲ့အိုဒါမမနိရှိနိုင်ထားတဲ့အတိုင်းပဲမထားပါနဲ့တဲ့စာပြောခိုင်းရှိမရဲ့နီဝါဒီအလုံးမစားတင်ငယ်မှာဆိုလို့ရှိရင်စူရိုနိုအန်ဆန်ကိုဒီရှောက်လန်းရဲ့ဘေးရနေကင်းရှင်းမှုကိုခက်ခုနင်စူလူအတီးပြုစစ်ဆေးပါတဲ့ဟာခိုခါစာနေတဲ့ဒီပုံးတွေကိုထပ်ပြီးတော့ကြတော့ဟာခိုဘုတိုခီဝါဒီတဲတဲ့ခါမှာဆိုလို့ရှိရင်မားရကမီရဲတူအရှိကိုမြင်နိုင်တဲ့ခါဆူနိုဟာခိုကိုဒီပုံးတွေရဲ့အရေးအတွက်တွေကိုတဲ့မိုးစုခိုတိုတဲဆောင်ရန်ဖြစ်ပါတယ်တဲ့